KNI KNDF BBLA ချင်းနီနောင် CB မွန်တော်လိုင်းတက်အပါအဝင်တော်လိုင်းတက်19ပွဲနဲ့ຫນွေဦးတော်လိုင်းရေးမဟာမိတ်တပ်ပေါင်းစုကိုစတင်ဖွဲ့စည်းလိုက်ပြီးအမျိုးသားညီညွတ်ရေးဆိုရ NUG နဲ့ပါချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ចောင်းသားလက်ယုံတက်တော် SCF ရဲ့ဒူယိုကထာတေကိုမင်းဟန်ထက်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်2025ခုနှစ်မေလမှာခိုင်မာကျေပြန့်တဲ့ຫນွေဦးတော်လိုင်းတပ်ပေါင်းစုတရက်ပေါ်ပေါက်လာဖို့ကိုရည်ရွယ်ပြီးတော်လိုင်းတပ်ဖွဲ့9ဖွဲ့ကကနအူးစတင်ညီနိုင်ဆောင်ရွက်ကနိုဝင်ဘာလပထမပတ်မှာတပ်ဖွဲ့14ဖွဲ့နဲ့ကနအူးတွဲဆုံဆွေးနွေးပွဲတရက်ပြုလုပ်နိုင်ခဲ့ပါတယ်အဲ့ဒီကနေတစ်ဆင့်ဘုံသဘောတူညီချက်တွေရရှိလာခဲ့ပြီးထပ်မံဖိတ်ကြားတဲ့အဖွဲ့တွေကိုဖိတ်ခေါ်ကတပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံတရက်ကိုလွတ်မြောက်နေမိတဲ့နေရာမှာနိုဝင်ဘာလ21ရက်နေ့ကနေစတင်ပြီး3ရက်တာကျင်းပပြုလုပ်ခဲ့လို့သိရပါတယ်။အဲ့ဒီညီလာခံမှာຫນွေဦးတော်လိုင်းရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance SRE ကိုတပ်ဖွဲ့19ဖွဲ့နဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒီတပ်ပေါင်းစုစုဖွဲ့နိုင်ဖို့အတွက်ပါဝင်ကြတဲ့တပ်ဖွဲ့အသီးသီးအနေနဲ့တနေ့နီးပါးကြိုတင်ပြင်ဆင်မှုတွေညီတိုင်းဆွေးနွေးမှုတွေများစွာပါဝင်ဆောင်ရွက်ခဲ့ပြီးတော့အခုလိုမျိုးပုံသဘောတူညီချက်တွေချမှတ်ကတပ်ပေါင်းစုစုဖွဲ့နိုင်ခဲ့တာဖြစ်ပါတယ်လို့ចောင်းသားတအူးចောင်းသားလက်ယုံတက်တော်ဒူယိုကထာတေကိုမင်းဟန်ထက်ကပြောပါတယ်။ຫນွေဦးတော်လိုင်းမဟာမိတ်တပ်ပေါင်းစုညီလာခံအတွင်းတပ်ပေါင်းစုရဲ့ဖွဲ့စည်းပုံစည်းမျဉ်းတွေဆွေးနွေးအတည်ပြုခဲ့တယ်လို့ရှေ့လုပ်ငန်းစဉ်တွေချမှတ်ခဲ့တဲ့အပြင်တော်လိုင်းကတိကဝတ်ပြုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်းသိရပါတယ်။ຫນွေဦးတော်လိုင်းမဟာမိတ်တပ်ပေါင်းစုရဲ့ကတိကဝတ်တွေမှာခရက်ဆက်ဆက်ပြည်သူလူထုတောင်းဆိုချက်နဲ့တော်လိုင်းညီမချက်တွေဖြစ်တဲ့ဆီယာနာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးအတွက်အတူတကွတိုက်ပွဲဝင်သွားဖို့ပါဝင်တယ်လို့လက်ရှိကာလမှာလူထုအပေါ်အကြမ်းဖက်စစ်အုပ်စုကနီလန်မျိုးစုံနဲ့စစ်ရာဇဝတ်မှုတွေနဲ့လူ့အခွင့်ချိုးဖောက်မှုတွေကိုနေ့စဉ်နဲ့အများကျူးလွန်နေတာကြောင့်တနိုင်ငံလုံးအထွေထွေလူမှုစီးပွားအကျပ်တဲတွေရင်ဆိုင်နေရပြီးအဲ့ဒီအကျပ်တဲတွေကနေပြည်သူလူထုတရက်လုံးအများဆုံးလွတ်မြောက်ဖို့တပ်ပေါင်းစုအားနဲ့တိုက်ပွဲဝင်သွားဖို့ဆိုတာတွေပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီအပြင်ຫນွေဦးတော်လိုင်းရဲ့လွှမ်းခြုံကုကဲမှုနဲ့ချိတ်ဆက်မှုအားနည်းချက်တွေကိုပြင်ဆင်ပြီးမိမိတို့ဖွဲ့စည်းတွေအားခိုင်မာကျေပြန့်တဲ့မဟာမိတ်တပ်ပေါင်းစုအသွင်နဲ့ရည်တည်သွားဖို့နဲ့ရှင်းလင်းပြီးထိရောက်အားကောင်းတဲ့ကုကဲမှုရန်တရားတရက်ပေါ်ပေါက်လာဖို့လှုံ့ဆော်သွားမယ်လို့သိရပါတယ်။ຫນွေဦးတော်လိုင်းမဟာမိတ်တပ်ပေါင်းစုရဲ့နိုင်ငံရေးစီးရေးဆိုင်ရာဥတီချက်ရည်ရွယ်ချက်နဲ့လုပ်ငန်းစဉ်တွေကိုစုစည်းညီညွတ်မှုအားနဲ့အကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်ကတိကဝတ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။ຫນွေဦးတော်လိုင်းမဟာမိတ်တပ်ပေါင်းစု SRE အနေနဲ့တပ်ပေါင်းစုအတွင်းကိုမပါဝင်နိုင်သေးတဲ့အခြားသောຫນွေဦးတော်လိုင်းအင်အားစုတွေကိုလည်းမူဝါဒသတ်မှတ်ချက်တွေနဲ့အညီထပ်မံဖိတ်ခေါ်သွားမယ်ပြင်တပ်ပေါင်းစုရဲ့ရှေ့ဆက်လုပ်ငန်းစဉ်တွေအကောင့်ထဲပေါ်လာအောင်အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။အကြံဖတ်စစ်အုပ်စုကသူတို့အာဏာတည်မြဲဖို့အတွက်မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ပြည်သူလူထုတရက်လုံးအပေါ်ကလေးငယ်တက်ကြီးရွယ်အိုအမျိုးသမီးလူမျိုးဘာသာနေရာဒေသမခွဲခြားပဲနီလန်ပေါင်းစုံနဲ့နေ့စဉ်ရက်ဆက်တိုက်ခိုက်တပ်ဖြတ်နေပါတယ်။စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရပ်တွေကိုဗျူဟာမြောက်ခုခံတွန်းလှန်သွားနိုင်ဖို့ຫນွေဦးတော်လိုင်းရေးတပ်ဖွဲ့တွေကြားစူးစီးညီညွတ်မှုကိုအခြေပြုပြီးတော်လှန်ရေးကျင့်ဝတ်အပြည့်နဲ့ပြည်သူလူထုရဲ့ဖက်ဒရယ်ဒီမိုကရေစီရေးလူ့အခွင့်အရေးဂျန်ဒါတန်းတူရေးတရားမျှတရေးနဲ့ငြိမ်းချမ်းရေးလိုလားချက်တွေရရှိတဲ့အထိတိုက်ပွဲဝင်သွားမယ်လို့အသိပေးထားပါတယ်။ဒါအပြင်NUGခွန်မချင်းအောက်ကတပ်တွေနဲ့ပူးပေါင်းသွားဖို့ရှိမယ်မရှိဘူးဆိုတာထက်တပ်ပေါင်းစုအနေနဲ့ NUG နဲ့တကယ့်ကိုချိတ်ဆက်မှုအားကောင်းကောင်းနဲ့ဆက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ចောင်းသားတအူးចောင်းသားလက်ယုံတက်တော်ဒူယိုကထာတစ်ကိုမေးဟန်ထက်ကပြောပါတယ်။ຫນွေဦးတော်လိုင်းမဟာမိတ်တပ်ပေါင်းစု SRE မှာ KNI မျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ချင်းနီနောင် CB ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBLA ဗမာတပ်တော် BA 96 Soldier PDF ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF ဒနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF Force for Federal Democracy FFD Generation C Army GZA ကလေးဒေသတော်လှန်ရေးတပ် KRF မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်မကွေး PDF မော်ဘီတော်လှန်ရေးတပ် MSRF အမျိုးသားလွတ်မြောက်ရေးတပ်တော် NLAပြည်သူ့လွတ်မြောက်ရေးတပ်တော် PIA ပအိုးအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခမ်ကောင်ပအိုးပြည်သူ့ကာကွယ်ရေးတပ်ခမ်တောင်စကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်စကိုင်း PDF ចောင်းသားလက်ယုံတပ်တော် SCF ရောတပ်တော် YA နဲ့ရောကာကွယ်ရေးတပ် YDF တို့ဖြစ်တယ်လို့သိရပါတယ်ရှင်။